Assalamualaikum warahmatullahi wabarakatuh ကျွန်တော်နဲ့တူတူ Arabic စာလေးလာကြရအောင်ဒီကျွန်တော်သင်ခန်းစာရေးမစခင်ပါဘောနော်ကျွန်တော်ဒီ channel လေးကိုဘာလို့ create လုပ်ရလဲဆိုတဲ့ရည်ရွယ်ချက်ကိုကျွန်တော်ညီပြပါမယ်ကျွန်တော်ရဲ့အဓိကမောင်းလုံးရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီ Arabic နိုင်ငံတွေမှာရောက်ရှိနေတဲ့ကျွန်တော်မြန်မာလူမျိုးတွေပေါ့နော်သူတို့တွေအတွက်ကျွန်တော်လေးလိုက်ယူရပါတယ်ကျွန်တော်သင်ပေးရဆိုတော့ကျွန်တော်နဲ့အတူတူ learning လိုက်လုပ်ဖို့ပေါ့နော်ကျွန်တော်ရဲ့အဓိကရည်ရွယ်ချက်ကအဲ့ဒါပါပဲEnglish ကျွမ်းကျင်တာကောင်းပါတယ်เนาะဘယ်နိုင်ငံမှာမဆို English ကလက်ခံလို့ရပါတယ် Arabic နိုင်ငံတွေမှာလည်း English လိုမျိုး communicate လုပ်လို့ရတယ်အများကြီးပဲပေါ့เนาะဒီမှာမှကျွန်တော်တို့က Arabic စကားကိုကျွမ်းကျင်လာမယ်နားလည်လာမယ်ဆိုရင်တော့တခြားသူတွေခေါင်းတစ်လုံးတာမယ်ပေါ့ဗျာเนาะဘယ်လိုနေရာတွေမှာလဲဆိုတော့ကိုယ့်ရဲ့ career ရွေးချယ်တဲ့နေရာတွေမှာပေါ့เนาะကျွန်တော်တို့ဘယ်လမ်းကြောင်းကိုကျွန်တော်သွားချင်တာလဲဒါပေမဲ့ဒီဘာသာစကားကလုံးဝသူ့ရဲ့လိုအပ်တဲ့လောက်ခေါ်လာရဲမှာပေါ့နော်ဒီ Arabic fluency ဖြစ်ရမယ်ပါများပါတဲ့အခါမျိုးမှာကျွန်တော်တက်ထားတဲ့အခါမှာကျွန်တော်တို့ရဲ့ opportunity တွေကိုမလွတ်နိုင်တော့ဘူးပေါ့ဗျာနော်အဲ့အတွက်ကျွန်တော်ရည်ရွယ်ပြီးတော့သင်ရခြင်းဖြစ်တယ်ဒီမွတ်စလင်တွေဆိုလို့ရှိရင်လည်း Arabic စကားတက်ထားတဲ့အခါကျရင်ကျွန်တော်ဒီကုရ်အာန်လေ့လာတဲ့အခါမျိုးမှာကျွန်တော်တို့ Arabic နဲ့ပတ်သက်တဲ့ဘာသာရေးစာအုပ်တွေလေ့လာတဲ့အခါမျိုးမှာအဓိပ္ပာယ်ပိုသိသွားဖို့အရသာရှိသွားတာပေါ့ဗျာနော်အဲ့တော့ကျွန်တော်ရည်ရပါတယ်နောက်တစ်ခုကကိုကတော့ဘယ်နိုင်ငံမှမသွားဘူးဒါပေမဲ့ကိုလေ့လာရတယ်ဆိုရင်အကယ်ကိုဒူဘိုင်းကိုလည်းသွားခဲ့သည်ရှိတော့တခြား Arabic country တွေရှိတော့ကို communicate လုပ်လို့ရတယ်ပို့ပြီးတော့ fan ဖြစ်တာပေါ့ဗျာခီးထွားတဲ့အခါမှာလည်းနော်အဲ့ဒါအတွက်ကျွန်တော်ရည်ရပြီးတော့သင်ပေးမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ဒီ channel မှာဘာတွေအဓိကသင်မလဲဆိုတော့ကျွန်တော်ဒီစီးပွားရေးနဲ့ပတ်သက်တဲ့ဟာတွေနော် business အသုံးအနှုန်းတွေ educational အသုံးအနှုန်းတွေပညာရေးနဲ့ပတ်သက်ပြီးတောက်တုံးတဲ့ဟာတွေပြီးနေ့စဉ်သုံးစကားတွေပေါ့နော်ကျွန်တော်ဒီအလုပ်ထဲမှာဖြစ်အိမ်မှာပဲဖြစ်နေ့စဉ်သုံးစကားတွေကိုကျွန်တော် sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ကြိုတင်ပြီးသတိပေးကြရလေးရှိရပါတော့ Arabic စကားမှာကကျွန်တော်တို့အမျိုးမျိုးရှိရပေါ့အဲ့မှာကျွန်တော်တို့typically ကျွန်တော်၃မျိုးခွဲပြရမယ်ဆိုရင်ကျွန်တော်တို့ဒီ classical Arabic ဒီဟာကြောင့်ကျွန်တော်တို့ဒီ Quran ကျမ်းစာမှာသုံးတဲ့အရာမျိုးနောက်တစ်ခုကြတော့ကျွန်တော်တို့ဒီဘာသာရေးနဲ့ပတ်သက်တယ်ပေါ့နော် textbook တွေစာအုပ်တွေမှာသုံးတဲ့အခါမျိုးမှာသုံးတယ် Arabic ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့နေရာတွေမှာဆိုလည်းကျွန်တော်တို့ဒီ classical Arabic ကိုသုံးတယ်ပေါ့နော်နောက်ထပ် type တစ်ခုကကြာကျွန်တော်တို့တွေ modern standard Arabic လို့ခေါ်တယ် MSA ပေါ့နော်အတူအောင်ဆိုအဲ့ဟာကြာကျွန်တော်တို့မှာသုံးလဲဆိုတော့ကျွန်တော်တို့ဒီသူတို့ education နဲ့ပေါ့နော် Arabic နိုင်ငံ education နဲ့စာအုပ်တွေမှာသုံးတယ်နောက်တစ်ခုကသူတို့ media တွေပြီးလို့ရှိရင်သူတို့ထုတ်တဲ့ magazine တွေနောက်တစ်ခုကကြာကျွန်တော် formal Arabic speech တွေပေါ့နော် formal Arabic speech ဆိုတော့သူတို့ဒီမေခွန်းပြောတဲ့နေရာတွေမှာ formal ကျကျသုံးတဲ့နေရာတွေမှာဆိုရင်ကျွန်တော်တို့ဒီ MSA ကိုသုံးတယ်ပေါ့နော်အဲ့နှစ်ခုကြာကျွန်တော်တို့နည်းနည်းလေး academic ပိုင်းရောက်သွားမယ်ပေါ့နော်ကျွန်တော်လေ့လာတာနည်းနည်းလေးပိုအားစိုက်ထုတ်ပါမယ်ဒါပေမဲ့ကျွန်တော်ခုစမယ့်ဟာကြာတော့နောက်ဆုံး type တစ်မျိုးဖြစ်တယ် dialect ဆိုတာကြာတော့ကျွန်တော်ဒီနေ့စဉ်နဲ့ကသုံးတဲ့နေ့စဉ်သုံးစကားတွေပေါ့နော်အဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပြီးမှဖြစ်ပါတယ်အဲ့မှာကျွန်တော်တစ်ခုထပ်ပြီးတော့ပြချင်တာကြာဒီနေ့စဉ်လုံးစကားမှာဆိုလဲကျွန်တော် Egypt ရှိမယ်ဂျိုအီနိုင်ငံတွေမှာသုံးတဲ့ဟာရှိမယ်ဆူဒန်နိုင်ငံတွေမှာကျွန်တော်သုံးတဲ့ဟာရှိမယ်တော့အများကြီးပဲရှိတယ်အဲ့ဒီမှာကျွန်တော်နေတဲ့နိုင်ငံကလည်းဂျိုအီနဲ့ related အဖြစ်ဆိုပေါ့နော်အဲ့ဒီဂျိုအီမှာသုံးလို့ရမယ်ဟာလေးကိုအဓိကကျွန်တော် sharing လုပ်ပေးရမှာဖြစ်ပါတယ် okay အားလုံးပဲနောက်သင်ခန်းစာတွေမှာတွေ့ကြရအောင် see you